မိမလာဘူးလေတနိုင်ငံလုံးကျွန်တော်တို့နိုင်ငံမှာအဲ့လိုလိုရတာရတယ်ဆိုရင်အစိုးရမကောင်းလို့ပဲ ကျွန်တော်ပညာရေးအားနေတာတော့အမှန်ပါပညာရေးအားနေတဲ့ကြောင့်အစစရထိခဲ့စေတာညင်းလို့မရဘူးဒါကြောင့်ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲမှုမဖြစ်မနေလုပ်ဖို့လိုပါဒါကြောင့် အစိုးရလည်းလက်ခံနိုင်ရမယ်ငါမလုပ်နိုင်သေးဘူး တမတော်ပေါက်ဖွားစင်မှဒီတည်းထိတမတော်ရဲ့တမိုင်းကိုလိုက်ကြည့်လိုက်ပါဆုံးရှုံးသွားတဲ့နေမီတွေကျွန်တော်တို့ပြန်ပြီးတော့မထိန်ချုပ်နိုင်ဘူးဆိုတာတဏှာမှမရှိခဲ့ပါဘူးကျွန်တော်တို့များမကြမီကာလမှာတကယ်မြောက်ဝါထင်တယ်ကျွန်တော်တို့တမတော်ရဲ့အောင်မြင်မှုတွေအကြီးကြီးရရှိမှာပါ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel page ကနေအားလုံးကိုပြည့်လိုက်ပြီးမှကြည့်လိုက်ပါတယ်အားလုံးကိုမင်္ဂလာရှိတော်နာနဲ့ခင်းလင်းပါလို့ရှိဦးစွာနှုတ်ဆက်လိုပါတယ်အားလုံးလည်းရှိတဲ့နေရာတိတိမှာ baking လုံးချုံကြမ်းမှာကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဒီနေ့မှာဆိုလည်းပဲ March 26ရက်နေ့ဗုဒ္ဓဟူးနေ့မှာလည်းပိုင်အထူးသတင်းကောင်းမြတ်နဲ့အထူးသတင်းထူးမြတ်ကိုကျွန်တော်ဒီ speech နဲ့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပထမအဆုံးအနေနဲ့ကတော့ကျွန်တော် EAOD တိုင်းလေးမျက်နှာမြို့နယ်ရဲ့အထူးသတင်းကောင်းတစ်ခုကိုကျွန်တော်ဒီ speech နဲ့ဖြစ်ပါတယ် EAOD တိုင်းလေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲမှာစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်အများပြားဆုတ်ခွာထွက်ပြေးနေရပြီးဒဏ်ရာရထားတဲ့အရက်ဝတ်စစ်သားများကိုရဲတပ်ဖွဲ့လုံခြုံရေးယူ၍ဝန်ကောက်မြို့ရှိစစ်လေးကျင်းရဲတပ်ကိုပို့ဆောင်ပေးလိုက်ရကြောင်းသိရှိရထားတာဖြစ်ပါတယ်မတ်လ24ရက်နေ့ညနေပိုင်းကဆိုအရက်ဝတ်ဖြင့်တနက်မြတ်ကင်ဆောင်ထားသောစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်မှ15ကောင်လောက်ဒီဝန်ကောက်မြို့နယ်တွင်တို့ရောက်ရှိလာခြင်းဖြစ်တယ်လို့ဒီမှာသတင်းရတွေ့ရှိရထားတာဖြစ်ပါတယ်ကဲအင်မတန်မှသတင်းကောင်းဖြစ်ပါဒီနေ့မှာဆိုလည်းပဲ EAOD တိုင်းလေးမျက်နှာတိုက်ပွဲမှာစစ်ရှုံးကောင်စီတပ်သားများကတော့ခွေးပြေးဝတ်ပြီးစခန်းဆုတ်ခွာထွက်ပြေးနေရပြီလို့သိရှိရထားတာဖြစ်ပါတယ်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ဒီနေ့တို့အထူးရှယ်သတင်းကောင်းတစ်ခုကိုကျွန်တော်ဒီ page နဲ့ဖြစ်ပါတယ်ဒါကတော့ KNU ရဲ့အထူးသတင်းကောင်းပဲဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်အနေကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်နာနေရာယူတက်ဆွေးထားတဲ့စစ်ရှုံးကောင်စီတပ်ရဲ့ဖလဲဒီတပ်စခန်းကို KNU နဲ့ပူးပေါင်းတပ်များကတော့မနေ့ကမတ်လ25ရက်နေ့ညနေပိုင်းမှာတင်းယူလိုက်နိုင်တယ်လို့ထိုင်းနယ်စပ်သတင်းရင်းမြစ်နဲ့ကရင်သတင်းရင်းမြစ်တို့ထံကနေသိရှိရထားတာဖြစ်ပါတယ်စခန်းမကျဖို့အတွက်ကတော့စစ်ရှုံးကောင်စီလေတပ်ကဂျက်တိုက်လေရင်အပေါ်စားထောက်ဖို့လေရင်တွေတုံးပြီးဘုံကျဲတာတိုက်ခိုက်ရေးရဟရင်နဲ့လေကြောင်းစစ်ကူပါပေးခဲ့ပြီးမဲ့စခန်းကိုတော့ KNU ကတော့လုံးဝ 100% တင်းယူနိုင်ခဲ့တာပါလို့ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်ခလေဒီတက်စခန်းကစစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကတော့ခွေးပြေးဝပြေးထွက်ပြေးသွားကြတယ်လို့ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်ကအင်မတန်မှသတင်းကောင်းဖြစ်ပါဒီနေ့မှာဆိုလည်းပဲထိုင်းမြန်မာနယ်စပ်အနီးရှိခလေဒီစစ်တပ်စခန်းကို KNU ကတော့အပိသက်သိမ်းပိုက်လိုက်ပြီလို့ဒီမှာတွေ့ရှိရထားတာဖြစ်ပါတယ်ခလေဒီစခန်းကနေစစ်ခွေးတွေကတော့လုံးဝကိုခွေးပြေးဝပြေးထွက်ပြေးနေကြပြီလို့လည်းသိရှိရတဲ့အတွက်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆန်လည်းပဲကျွန်တော်ပဲခူးတိုင်းကြောက်တကားမြို့ရဲ့အထူးသတင်းကောင်းတစ်ခုကိုကျွန်တော်ဒီ page နဲ့ဖြစ်ပါတယ်မနေ့ကမတ်လ25ရက်နေ့နနက်အစောပိုင်း9:23မိနစ်ခန့်ချိန်တွင်ပဲခူးတိုင်းကြောက်တကားမြို့အနီးရှိအင်အား90ခန့်ဖြင့်အထိုင်ချတပ်ဆွဲထားသောအကြမ်းဖက်စစ်ရှုံးကောင်စီစစ်ခွေးတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးကောင်စီဘက်ကနေစစ်ခွေးစစ်နှကောင်လောက်ကတော့မြေဩဇာဖြစ်တော့ခဲ့ပြီးလက်နက်ငယ်တစ်လက်နဲ့ကြီးစာများသိမ်းဆည်းရရှိခဲ့ကြောင်းအထူးကွန်မန်ဒိုတပ်ရင်း P29914 မှာတောင်ရှိသူတို့ကတော့ပြောဆိုလာတာဖြစ်ပါတယ်ရင်းတိုက်ပွဲအတွင်းမှာဆိုရင်တော့စစ်ခွေးစစ်နှကောင်လောက်ကတော့မြေဩဇာဖြစ်တော့ခဲ့ပြီးစစ်ခွေး15ကောင်လောက်ကတော့ထိခိုက်ဒဏ်ရာအပြင်းထန်စွာရရှိခဲ့တယ်လို့လည်းသတင်းမှတွေ့ရှိရထားတာဖြစ်ပါတယ်ကဲအင်မတန်မှသတင်းကောင်းဖြစ်ပါဒီနေ့မှာဆိုလည်းပဲကြောက်တကားမြို့အနီးရှိစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားစစ်နှစ်ကောင်လောက်ကတော့မြေဩဇာဖြစ်တော့ခဲ့ပြီးမှ15ကောင်လောက်ကတော့ပြင်းထန်စွာဒဏ်ရာရရှိတယ်လို့သိရှိရထားတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်အာရကတတူ AA ရဲ့အထူးသတင်းကောင်းတစ်ခုကိုကျွန်တော်သိစပေးချင်တာဖြစ်ပါတယ်တိုက်ပွဲတွေပြင်းထန်နေတဲ့ EAOD တိုင်းဒေသကြီးရီကြီးမြို့နယ်တရက်ပင်ကြီးစုကြီးရွာမှာပိတ်မိနေတဲ့ဒီတက်ခန့်အချို့ကိုမတ်လ25ရက်နေ့မနေ့ကအာရကတတူ AA ကကေထုတ်နိုင်ခဲ့တယ်လို့သတင်းရရှိထားတာဖြစ်ပါတယ်လင်းမျက်နှာနဲ့ရီကြီးမြို့နယ်အဆက်ရှိကြီးရွာအနီးတွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့လည်း EAOD ဒီတက်ခန့်အမျိုးသမီးတဦးကလည်းပြောကြားလာတာဖြစ်ပါတယ်အင်မတန်မှသတင်းကောင်းဖြစ်ပါဒီနေ့မှာဆက်လက်ပဲတိုက်ပွဲပြင်းထန်နေတဲ့ EAOD တိုင်းကနေဒီတက်ခန့်အချို့ကိုအာရကတတူ AA ကတော့တိုက်ပွဲတွေကြားကနေကေထုတ်နိုင်စေဆိုတဲ့သတင်းကိုဒီမှာတွေ့ရှိရထားတဲ့အတွက်အင်မတန်မှသတင်းကောင်းဖြစ်ပါတယ် AA ကိုလည်းလေးစားမိပါတယ်အားလုံးဘေးကင်းကြပါစေလို့ပဲကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆက်လက်ပဲကျွန်တော်အာနာယူမီအွန်လိုင်းနဲ့စစ်ရှုံးကောင်စီတို့နဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းထူးတစ်ခုကိုကျွန်တော်သိစပေးချင်တာဖြစ်ပါတယ်စစ်ရှုံးကောင်စီကနေပြည်တော်ရှိ MICC2 တွင်စစ်မတိုက်ပဲရခိုင်အစိုးရလက်ထက်များကလေးကအပြစ်ရ NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်လို့သတင်းမှဖော်ပြထားတာဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်တပ်နဲ့ထိတွေ့ဆက်ဆံမှုပုံမှန်ပြုလုပ်နေသော NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမအုပ်စုံအနေနဲ့ကျွန်တော်ဒီနေ့တို့ကြည့်ရှုမဲ့ဗီဒီယိုဖိုင်ကတော့ကျွန်တော်နေပြည်တော်မှာအာဏာယူမီအွန်လိုင်းကတော့စစ်ခွေးအချို့နဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးမှဆွေးနွေးခဲ့တာဖြစ်ပါတယ်ဒီအာဏာယူမီအွန်လိုင်းနဲ့ဆွေးနွေးပွဲမှာဘယ်သူတွေပါဝင်နေပါသလဲကျွန်တော်ဘူဘူကျော်ပြောပြတာကတော့ ဟောင်းလည်းမတွေ့တာတဲ့နေပြီးတော့မှငိမ့်ငိမ့်ဆွနေပွဲကြီးကိုခက်ခက်နာနဲ့လုံနေပြီအကြခင်မင်းတို့ပြီးပြီတဲ့ဒီငိမ့်ငိမ့်သာရပါမင်းတို့ PDF တွေ EO တွေနေစရာမရှိတော့အဲ့ကကြမှာမငုံနဲ့တဲ့ပါညာနဲ့ကျွန်တော်ဆဲဆိုပြီးတော့အဲ့ဒါကျွန်တော်လည်းကြည့်လိုက်တယ်ဗောလေသူတို့ပြောတဲ့ငိမ့်ငိမ့်ကြီးဥဆောင်ဆွေးနွေးနေတဲ့လူတွေကိုကြည့်လိုက်တာသူတို့ပြောတဲ့ငိမ့်ငိမ့်ကြီးနိုင်ငံခြားလူတွေနဲ့ဆွေးနွေးနေတဲ့လူတွေကဘယ်သူမှမဲမထဲတဲ့ပါတီတမဲမမရတာတဲ့ပါတီကခေါင်းဆောင်
ကိုကိုကြီးတို့တက်ခန်တို့ဒေါ်စုံမြမာလာဘာညာတရကာတို့ပြီးမနမင်းတော့မကြောက်ဘူးတော့ပြောင်းနေတာကြာကြီးဖြစ်နေညညိုသင်းတို့ပြီးတော့ရခိုင်ကဒေါက်တာအင်းမောင်တမင်းမမရရတယ်ကောင်းလေ အိုကြီးပိုင်းနေ အော်ဒီအပေရတနာတွေဝိုင်းဆွေးနေတဲ့ငင်းချမ်းကြီးကိုမင်းတို့လိုအပေကံကောင်းနေပဲငါပေါ်တွေပဲထောက်ခံပဲငါတို့တွေကစောက်ပေါ်တွေမဟုတ်ဘူးကွာ ဟုတ်တယ် အကြောင်းမင်းတို့ပြောတာစောက်ယူတတိုက်နေရတယ်တို့တခုခုဆိုရင်ဟာရုရှားမှာစောက်နေကျင်တဲ့လေအဘဘူဂျူဂျီပြီးလေပြီးဟောတမတော်ဘလောက်အားရှိတယ်ရှုံးလဲရှုံးတယ်အပြင်မှာလည်းကြည့်အောင်ဘယ်နေရာတွေမှာဘာတွေဖြစ်နေတယ်ဆိုတော့မျက်လုံးဖွင့်ကြည့်နမလာပြောရစောက်ပေါ်လို့ပြောစောက်ပေါ်သိကြတယ်အဲ့တော့မင်းတို့စောက်ပေါ်တသက်ရလှုပ်တဲ့ငိမ့်ငိမ့်ကြီးကိုငါတို့တွေကစောက်ပေါ်တွေမဟုတ်တဲ့လူတွေဆိုတော့လက်မခံပါဘူးနော်စောက်ပေါ်ငိမ့်ငိမ့်ကြီးပဲရမယ်မင်းတို့တွေဘာလဲဒီကောင်တွေအာယုံလည်းနောက်စောစီစီ ခေခုချိန်မှာဆိုတော့အာနာယူမြောင်းလိုက်ကတော့ငင်းချင်းကြီးနဲ့ပတ်သက်ပြီးမှဆွေးနွေးမှုပြုလုပ်တာကိုဘောမတတက်ရတော့လုံးဝကို special အနေနဲ့ပြောနေကြတာဒါပေမဲ့ကျွန်တော်အခုချိန်မှာဘူဘူကျော်ပြောသလိုပဲအာနာယူမြောင်းလိုက်နဲ့ငင်းချင်းဆွေးနွေးနေတဲ့လူတွေကတော့ပါတီတောင်မရှိတော့တဲ့ပုံတော့အသက်အိုကြီးပိုင်းတွေပဲဖြစ်နေပါတယ်လုံးဝကိုအာနာယူမြောင်းလိုက်ကတော့ဂျင်းထဲနေတာဆိုတော့ဒီမှာတွေးရှိရထားတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်အာနာယူမြောင်းလိုက်နဲ့သူစစ်ခွေးကောင်စီအချို့ကတော့မနစ်ကနေပြည်တော်မှာ meeting တစ်ခုပြုလုပ်လာပြီးမှမြောင်းလိုက်ပြောကြတာကတော့နိုင်ငံကတော်တော်ပညာရေးပိုင်းမှာအားနေတာပဲပညာရေးပြုပြင်ပြောင်းလဲမှုလှုပ်ဆောင်ရတော့မယ်ဆိုပြီးမြောင်းလိုက်ကတော့ပြောကြလာတာဖြစ်ပါတယ်ဒီမှာမြောင်းလိုက်ဘယ်လိုပြောနေလဲကြည့်လိုက်ပါဦး ဒါရေးမိနဲ့ပတ်သက်ပြီးတော့နိုင်ငံရဲ့2025အထုံးမှာဖြစ်တာတဲ့အခြေအနေရှင်းပြခြင်းဖြစ်ပါတယ်ဒါပညာရေးပိုင်းမဖြစ်မနေတော့ပညာရေးတော့ပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုပါပါပညာရေးပြုပြင်ကျွန်တော်ပညာရေးအားနေတာတော့အမှန်ပါပဲပညာရေးအားနေတဲ့ကြောင့်အစစအရာထိခိုက်စေတာညင်းလို့မရဘူးဒါကြောင့်ကျွန်တော်တို့ပညာရေးနဲ့ပတ်သက်ပြီးပြုပြင်ပြောင်းလဲမှုမဖြစ်မနေလုပ်ဖို့လိုပါဒါကြောင့်ဒီဘက်ပြည်သူများအနေနဲ့လည်းပညာရေးကိုအားပေးကြဖို့ပညာရေးသင်ကြားရေးနဲ့ပတ်သက်တာလည်းအနှောက်အယှက်မပေးကြဘူးကလေးတွေကိုပညာလမ်းကြောင်းပေါ်မှာတင်ပြီးတော့မှနိုင်ငံရဲ့တိဆောက်ရေးပေါ့ကျွန်တော်တို့တွားနေတဲ့ညွှန်မှန်းချက်တွေကိုအောင်မြင်အကောင်းနဲ့ဖော်နိုင်ဖို့တဲ့လူသားရေးမြစ်တွေဒီနေ့ခုကလေးတွေပါလာအောင်ပေါ့လုပ်ပေးချဖို့လိုတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ကဲအာနာယူမြောင်းလိုက်ကတော့သူတို့စစ်ခွေးတွေနဲ့နေပြည်တော်မှာ meeting မှာကျွန်တော်နိုင်ငံကပညာရေးတော်တော်အားနေနေတယ်2025ခုနှစ်မှာပညာရေးတွေပေါ့နော်လုံးဝကိုတိုးတက်အောင်လှုပ်ဆောင်ရတော့မယ်ဆိုပြီးမှပြောနေတာပဲဖြစ်ပါတယ်ငလိုင်ရဲ့မင်းအာနာယူပြီးတက်လာမှပညာရေးကကျနေတယ်ဆိုတော့မင်းမသိသေးဘူးလားမင်းသားပေါ့နော်လုံးဝကို give up လိုက်တယ်ဆိုရင်ပညာရေးကကောင်းနေပါတယ်လို့ပဲကျွန်တော်ကတော့သုံးသပ်ချင်တာဖြစ်ပါတယ်ပရိသတ်တို့ကရောအာနာယူမြောင်းလိုက်ပြောတယ်ပညာရေးပြုပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်မယ်ဆိုတာကိုယုံပါသလားမယုံဘူးလားခမင်းမှာရေးပြပါနော်နောက်ထပ်အနေနဲ့ကကျွန်တော်လွန်ခဲ့တဲ့3လကဆိုရင်ဘောမငမင်းစုကတော့မင်းလိုက်ကိုတဲဆိုပြီးဆုံးမစာတွေကျွေးနေလို့ပေါ့နော်အချုပ်ထဲထည့်ခံလိုက်ရတာအားလုံးလည်းသိပြီးသားပဲဖြစ်မှာပါအခုချိန်မှာဆိုရင်အချုပ်ထဲကနေအာနာယူမြောင်းလိုက်ကတော့ဒီငမင်းစုတော့ဗာပုံမှန်တွေချထားတယ်လေဒီကောင်ကတော့ဗာတွေအခုကြုံတွေ့ရမလဲဒီမှာသတင်းစုံတွေကိုနားဆင်လိုက်ပါအောင်စစ်တပ်ထောက်ခံသူအပြင်အရင်စစ်အစိုးရလက်ထက်ကလေးကနာမည်ကြီးခဲ့သူဦးမင်းဆွေခေါ်ငါမင်းဆွေကိုဒီကနေ့မတ်လ25ရက်နေ့မှာအင်းစိန်ထောင်တွင်တရားရုံးကပုံမှန်905ကကြီးနဲ့အလုတ်ကျန်းနဲ့ထောင်ဒဏ်3နှစ်ချမှတ်လိုက်ကြောင်းသိရှိရပါတယ်။ငါမင်းဆွေကိုသူ့ရဲ့ Facebook စာမျက်နှာမှာတင်တဲ့စာသားတွေရုပ်သံဖိုင်တွေနဲ့ပတ်သက်ပြီးဖန်ဆီးခဲ့တာဖြစ်ပါတယ်။သူ့ကိုဖန်ဆီးထားပြီး4လကျော်အကြာမှာအခုလိုပြစ်ဒဏ်အတွက်အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ယခုချိန်မှာဆိုတော့ငမင်းစုကတော့ပေါ့နော် line ပေါ်မှာလုံးဝကိုမြောင်းလိုက်ကိုတဲဖြိုးပြီးမှတဲဆိုတဲ့အတွက်ကြောင့်အခုချိန်မှာဒီကောင်ကတော့အချုပ်ထဲမှာ3နှစ်တာနေရမယ်ပြီးတော့အလုတ်ကျန်းနေပါရင်ကွိကွက်တွေလုံနေရတော့မှာပဲဖြစ်ပါတယ်ကေဘောမတွေရခင်ဗျားတို့ဘွားလည်းတနာစရာတွေပေါ့နော်ခင်ဗျားတို့အဘကလည်းခင်ဗျားတို့ပေါ့နော်လုံးဝကိုမကယ်နိုင်ဘူးဆိုဒီမှာခင်ဗျားတို့တာအတိတရားတွေရလိုက်ပါတော့လို့ပဲကျွန်တော်လည်းမှာချင်တာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်အခုချိန်မှာဆိုတော့ MNDAA စစ်ရှုံးကောင်စီနဲ့တရုတ်တို့အကြားအများပြကောလာဟာလာတင်းအများပြထွက်နေတာဖြစ်ပါတယ်ဒီအရာနဲ့ပတ်သက်ပြီးမှတော့လကောင် MNDAA ကလီလာရှုကိုထိန်းချုပ်လိုက်မှလာရှုမျိုးကပစ္စည်းနေရတယ်ဆိုပြီးမှဘောမတတိုက်ကလောင်နေတာကို MNDAA ရဲဘော်တယောက်ကတော့ရှင်းပြလာတာဖြစ်ပါတယ်ဒီ MNDAA ရဲဘော်တယောက်ကတော့မင်းအွန်လိုင်းနဲ့စစ်ခွေးတွေကိုဘယ်လိုမျိုးဆုံးမအစားတွေကျွေးလိုက်လဲဒီမှာကြည့်လိုက်ပါဦးအခုမှ MND ဆိုတဲ့စကားလုံးနဲ့မင်းတို့ခေါင်းစဉ်လာမတတ်နဲ့လီးပဲရမယ်ဟာရှင်းလားမင်းတို့လုတ်ခဲ့တာလေအစကောင်းမှအနောင်းတေးကြမှာကွာအစမကောင်းလို့အခုအနောင်းမတေးကြတာမြန်မာပြည်ကိုအုပ်ချုပ်တာစတင်ကောင်းခဲ့တယ်ဆိုအခုနေချိန်မှာမကောင်းတဲ့အကြောင်းမှတစ်ခုမှမရှိဘူးနော်ဘောမတတိုက်ကိုပြောနေတာမြန်မာပြည်ကိုစတင်အုပ်ချုပ်ခဲ့တယ်မကောင်းခဲ့လို့မင်းတို့အခုချိန်ကြီးမကောင်းတာဟုတ်တယ်နေဝင်လက်ထက်sorry နေဝင်လက်ထက်ကလည်းအခုမင်းအောင်လိုက်လက်ထက်ထိဘာတွေကောင်းခဲ့လဲမြန်မာနိုင်ငံရဲ့နေမြေရောင်းစားခဲ့ရတာနဲ့မြေကတွေရောင်းစားခဲ့ရတာနဲ့နော်တယံစားတိုက်ရောင်းစားခဲ့တယ်ကျွန်းတိတ်တွေရောင်းစားခဲ့ရတယ်မြေပေါ်မြေအောက်ရှိမဲ့တယံစားတာလည်းမင်းတို့ရောင်းစားလို့ကုန်ပြီ
ဟာဟုတ်တယ်ဟုတ်ပါတယ်ကျွန်တော် MNDAA ရေဘော်တူပြောရကိုကျွန်တော် 100% ထောက်ခံပါတယ်လာရှုမြို့ကို MNDAA ကထိန်းချုပ်မှမြို့ကပျက်စီးနေတာမဟုတ်ဘူးအရင်ခေတ်ကတည်းကအာဏာရှင်စနစ်ရှိလာကြတဲ့ကကိုလုံးဝကိုမြန်မာပြည်တပြည်လုံးကပျက်စီးနေတာပါအဲကြောင့်ဒီအာဏာယူမြောက်နိုင်တဲ့တပွဲအမြန်ရှုံးချက်ရှုံးပါစီလို့ပဲကျွန်တော်ထပ်မပြီးမှပြောလိုတာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်မနေ့ကစလည်းပဲဘောမမပူတူကတော့တက်လာပြီးမှအဘကတော့2025ခုနှစ်မှာမီးတူရတော့မယ်လို့အဘကပြောခဲ့တာအခုချိန်ထိမီးလည်းမရဘူးမီးရတာတဲ့ဆိုရင်တောင်မှမီးကတော့နေ့တိုင်းလိုပြက်နေတာ8နိုင်လောက်တော့ပြက်နေတာဆိုပြီးမှပူတူမကတော့လောင်လာပြီးမှမင်းအောင်လိုက်ကိုစုံမော့စာတွေကျွေးတော့တာဖြစ်ပါတယ်ဒီမှာဘောမခွေးတောင်စာပူတူမလောင်ခန်းကိုသာကြည့်လိုက်ပါဦးဒီမှာပြီးခဲ့တဲ့2023တုန်းကလက်ရှိ NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကမှာတီးတီးတူတမတို့မှာပြီးစီတူဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောခဲ့တာကသူပါပြောလဲဆိုရင်လာမယ့်2025ခုနှစ်ရောက်လို့ရှိရင်မြန်မာတိုင်းနိုင်ငံလုံးမှာလိုအပ်တဲ့လက်စစ်ပမာဏတိုင်းနိုင်ငံလုံးကိုတနိုင်ငံလုံးကိုမီးပေးနိုင်အောင်အတက်နိုင်ဆုံးစ조사ဆောင်ရွက်သွားမယ်တဲ့တနိုင်ငံလုံးကိုမီးပေးနိုင်အောင်စ조사မယ်သူ2023အစိုးရအဖွဲ့အစည်းအဝေးမှာပြောခဲ့တယ်ဆိုတော့ကျမတို့ကတက်မတော်ချစ်တယ်လူဆိုတော့တက်မတော်ကနေပေါက်ခွာလာတယ်လက်ရှိနာဆာကအင်းဆောင်ဆိုရကိုထောက်ကန်တဲ့လူတွေဆိုတော့ဟာငါတို့အပါတို့အပါအကမဟာတီးတူတမဆိုပြီးကျမတို့ကအားပေးထောက်ခံပြီးတော့ပြီးတော့တလေးလေးနဲ့စောင့်စားခဲ့ရတာပေါ့နော်တကယ်တည်းအခုနောက်25လက်တွေရောက်တဲ့ခါကျတော့ဒီလောက်သူ့အိုက်နေတဲ့လူရဒီမှာမီးက4နာရီပဲပြီးပြီး7နာရီပြတ်တယ်ဆိုတော့တော်တော်ကြီးကိုဖားကြတာပေါ့နော်ကျင်းပါရဲ့ပူဇော်ပါရဲ့ပါတာပါရဲ့မှားတာရှိရင်လည်းပဲတောင်းမှန်ပါရဲ့ပြည့်စင်ပြီးတော့မှန်အောင်လုပ်ပေးပါပူအိုက်တရားဒီဥတူမှာလူထုကနေရတာဘလုံးမအဆင်မပြေဘူးဖြစ်ပါတယ်ဆိုတော့မီးလိုချင်ရင်မီးရအောင်ထုတ်ရမယ်ကျမတို့ကမီးလိုချင်တဲ့အတွက်လျှက်စစ်ကိုရအောင်ထုတ်ရမယ်လျှက်စစ်ရနိုင်တဲ့အရင်းတွေက၄မျိုးရှိတယ်ရေအားလျှက်စစ်လေအားလျှက်စစ်ကြောက်မီတွေနဲ့နျူကလ িয়ার ကြောက်မီတွေကမလုံလောက်ဘူးဒါဆိုရင်ကျမတို့ကနျူကလ িয়ার တို့မဟုတ်ရေအားလျှက်စစ်ကိုရအောင်ထုတ်ရမယ်ရေအားလျှက်စစ်ထုတ်ဖို့အတွက်အနည်းဆုံးစီမံကိန်းကိုဝိုင်းဝန်းကက်ကွက်ကြတယ်ဒါကြောင့်မလို့နေ့ဆောင်မှာမဆောက်ခဲ့လေအမေခနဲ့မင်းခပေါ်မှာရေကာတာ6ခုတိဆောက်ပြီးတော့လျှက်စစ်တတိုင်းတစ်လုံးမှာလိုအပ်တဲ့လက်စစ်ပမာဏကိုဖြည့်သွင်းနိုင်တယ်လို့တကယ်လို့များအဲ့ဒီရေအားလျှက်စစ်ကိုလည်းကန့်ကွက်မယ်ဆိုလို့ရှိရင်တော့နျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းစွာအသုံးချပြီးကျမတို့လျှက်စစ်ရအောင်ထုတ်ဖို့လိုပါတယ်နည်းလိုချင်တော့စီပေးမှာဆန်ရတယ်တမီးပေးမှာတမက်ရတယ်နည်းလိုချင်လက်စစ်ရအောင်ထုတ်ရပါမယ်အဘကတော့2023ခုနှစ်ကလေးကပြောတာ2025ခုနှစ်မှာမီးတွေပေါ့နော်အပြည့်စုံရတော့မယ်လို့ပြောတာအခုချိန်မှာ၄နိုင်ပဲမေးလာပြီးမှ၈နိုင်တောင်ပြစ်နေသေးတယ်ဆိုပြီးတော့ဒီကောင်မကတော့မင်းအောင်လိုက်ကိုတဲဆော်တော့တာဖြစ်ပါတယ်ပြီးတော့ဒီကောင်မကတော့မင်းအောင်လိုက်ကိုပေါ့နော်မီးဘယ်လိုရမလဲဆိုတာတောင်မှတင်ပေးနေပြီဖြစ်ပါတယ်ဘောမတတက်ရဲ့လောင်ကျွန်းခါတော့အိမ်မတန်မှအားရစေကောင်းပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ဟိုတနေ့ကဆိုဘောမဇော်ခွေးအောင်ကတော့အဘကိုတိုင်မလုံနိုင်ရင်လည်းဂတိတွေမပေးပါနဲ့ကိုဆိုပြီးတော့ဒီကောင်ကတော့နာချီမှုတွေနဲ့ပောက်ကွဲပြီးမှငိုကြွေးလာတာဖြစ်ပြီးမှပြည်သူတွေကိုအဘလိန်နေတယ်နော်ဆိုပြီးတော့ဘောဟင်းကတော့ပောက်ကွဲလာပြီးမှမင်းအောင်လိုက်ကိုဒဲဆော်တော့ဖြစ်ပါတယ်ဘောဟင်းရဲ့ပောက်ကွဲခိုင်းတဲ့ဒီကောင်မင်းအောင်လိုက်ကိုဘယ်လိုစုံမော့စာကျွေးလိုက်လဲဒီမှာကြည့်လိုက်ပါဦးနိုင်ငံတော်လက်ရှိအစိုးရနဲ့လက်ရှိပြည်သူလူထုကြားမှာပြောပါမလိမ္မာနဲ့ကျွန်တော်ပြောတာမိမလာရင်မလာဘူးပေါ့ဘာဖြစ်လဲမိကိစ္စဟုတ်လားအစိုးရလည်းလက်ခံနိုင်ရမယ်ငါမလုပ်နိုင်သေးဘူးငါမင်းတို့လှုပ်ပေးမယ်အခုရုရှားနဲ့ပေါင်းတယ်ပြုတ်တယ်ဟုတ်လားလောင်ပြီငါလှုပ်ပေးမယ်ငါပြည်သူလူထုကိုငါလှုပ်ပေးမယ်ပြည်သူလူထုကိုပြောလိုက်တိုင်းပြည်ခက်ခဲပြဲမှာဖြစ်နေတယ်ငါဒီအာဏာထိန်းထားတာအာဏာသိမ်းတာမဟုတ်ဘူးတိုင်းပြည်ရဲ့အခက်အခဲတစ်ခုကြောင့်ငါအာဏာထိန်းထားတဲ့ထဲမှာတိုင်းပြည်ကိုအဖျက်မောက်တွေလှုပ်လို့မီးမမှန်ဘူးငါမီးမှန်အောင်လှုပ်ပေးမယ်ငါကြိုးစားပေးမယ်အေးအောက်ကဝန်ထမ်းတွေလည်း EBC ဝန်ထမ်းတွေဘာတွေညာတွေမင်းတို့လည်းငါ့ကိုမလိမ့်နဲ့လှုပ်ပြီအခု10တန်းစာမို့ပဲဂရိတ်တွဲကတို့တွေမီးမလာဘူးလေတနိုင်ငံလုံးကျွန်တော်တို့နိုင်ငံမှာအဲ့လိုရတာရတယ်ဆိုရင်အစိုးရမကောင်းလို့ပဲဥပဒေပေါင်းအပြင်ကိုကျော်သွားပြီဗျာကျွန်တော်တို့ကြာဆုံးသွားတဲ့စစ်တီတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေနော်အုပ်ချုပ်ရေးမှုတွေနော်ဘုံတော်ကြီးတွေကျောင်းဆရာမတွေကိုပြန်မကြည့်တော့ဘူးလားအစိုးရကဲဦးမြောင်လိုက်ကတော့လုံးဝကိုမလုံနိုင်ဘူးဆိုလဲဂတိမပြီးပါနဲ့ဆိုပြီးမှမီးမလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှဘောဟင်းကတော့လုံးဝကိုပောက်ကွေးလာပြီးမှမြောင်လိုက်ကိုစော်တော့တာဖြစ်ပါတယ်ပြီးတော့ဒီကောင်ကတော့ကျွန်တော်ကြာရှုံးခဲ့တဲ့စစ်သားတွေတော့ပေါ့နော်အဘဘာလုပ်ပြီးမလဲဆိုပြီးတော့ဒီကောင်ကတော့လုံးဝကိုမြောင်လိုက်ကိုတဲ့မေးခွန်းနဲ့မင်းနေပြီဖြစ်ပါတယ်ဘောဟင်းရဲ့ပောက်ကွေးခါတော့အင်မတန်မှအားရဆက်ကောင်းပါတယ်ဆက်လက်ပြီးတော့ကဆိုလည်းပဲကျွန်တော်ဘောမကြောင်စုဦးကတော့မင်းညကတက်လာပြီးမှဆုံးရှုံးခဲ့ရတဲ့နေမီတွေကိုတက်မတော်ကတော့ခုချိန်မှာပြန်ယူနေပြီးတက်မတော်ကတော့လုံးဝကိုမသိနိုင်တဲ့နေမီဆိုတာမရှိဘူးဆိုတော့ဒီကောင်ကတော့လုံးဝကိုဝါဒတွေဖြစ်လာပြီးမှမင်းonline နဲ့ဇော်မဲလုံးရဲ့ဘောမပေးနေတာဖြစ်ပါတယ်ဒီမှာကြောင်စုဦးရဲ့အခြေအနေကိုကြည့်လိုက်ပါဦးဒီတက်မတော်ရဲ့စီးရေးပြူကတော့ခင်ဗျာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ခင်ဗျာတို့စောင့်ကြည့်လိုက်ပါကျွန်တော်ဆုံးရှုံးသွားတဲ့နေမြေတွေအားလုံးပြန်ရမှာပါပြန်ရမယ်ဆုံးရှုံးသွားတဲ့နေမြေတွေအားလုံးပြန်ရမှာပါကျွန်တော်တို့စိတ်ရဲ့သဘောကတော့ကျွန်တော်တို့အလှည့်ပြောင်းဆိုတာရှိပါတယ်လက်ရှိ
တက်မတော်ဆုံးရှုံးသွားတဲ့နေမြေတွေကလည်းဆင့်ရဲ့သဘောတဘာဝပါပဲလို့ပါဦး တက်မတော်ရဲ့သမိုင်းတက်မတော်ပေါက်ဖွားစဉ်မှဒီကြတိထိတက်မတော်ရဲ့သမိုင်းကိုလိုက်ကြည့်လိုက်ပါဆုံးရှုံးသွားတဲ့နေမြေတွေကျွန်တော်တို့ပြန်ပြီးတော့မထိန်ချုပ်နိုင်ဘူးဆိုတာတနေရာမှမရှိခဲ့ပါဘူးတနေရာမှမရှိခဲ့ပါဘူးခင်ဗျားတို့များမကြမီကာလမှာတကယ်မြောက်ဝါထင်တယ်ကျွန်တော်တို့တက်မတော်ရဲ့အောင်မြင်မှုတွေအကြီးရရှိမှာပါကျွန်တော်တို့လည်းဒါဒီတောင်ခမ်းဧရိယာမှာတွားပြီးတော့ဒီနိုင်ငံတော်ရဲ့အလံအောက်မှာကျွန်တော်တက်မတော်သားတွေအတူတွားပြီးအောင်ဝက်ခံအောင်ပါဒီကနေ့မှာဆိုလည်းပဲကျွန်တော်တို့ဒီဝမ်းသာစရာကောင်းတာကဒီနောင်ချိုမျိုးအနီးမှာရှိတဲ့နောင်ချိုကြီးရွာပြောပါဦးနောင်ချိုကြီးရွာမှာရှိတဲ့ဒီတိမ်ပင်လဲအဲ့ဒီမှာစကန်ချထားတဲ့စစ်သွေးကြ TNL ရဲ့စကန်တွေ TNL PDF ပေါ့ဗျာ TNL PDF ဒနုပေါ့ဗျာအဲ့ဒီအဖွဲ့တွေရဲ့စကန်တွေကိုတက်မတော်ကသိမ့်ပိုက်နိုင်လိုက်ပြီအဲ့လိုဝါဒဒါကကျွန်တော်ဝမ်းသာစရာလည်းကောင်းတယ်အဲ့မှာရှိတဲ့ဒီနောင်ချိုကြီးရွာကိုသိမ့်ပိုက်လိုက်တဲ့ဒီတက်မတော်သားတွေကလည်းအောက်ပွဲခံတယ်ဒါကတက်မတော်အနေနဲ့ဂုံပြူတာပေါ့ဂုံပြူတာတကယ်ကိုကျွန်တော်တို့ဒီမြင်ကွင်းတွေကြည့်ရကျွန်တော်တို့တကယ်ကိုဝမ်းသာပါတယ်အဲ့တော့ဒီတက်မတော်ကတော့ဒီမဝေးလာတဲ့ကာလမှာကျွန်တော်တို့တိတ်ပကြခင်ရပိုင်းမှာဗျာကျွန်တော်တို့နောင်ချိုပြန်ရတော့မယ်နောင်ချိုရတော့ဒီရပိုင်းမှာတက်မတော်ကဒီနောင်ချိုမျိုးကိုပြန်သိမ့်ပိုက်သွားပြီဆိုရင်အဲ့ဒီ TNL ရဲ့လက်ကင်ထုတ်စစ်သွေးကြ TNL ရဲ့လက်ကင်ထုတ်တွေခင်ဗျားတို့ပြန်ပေးဆက်ရလိမ့်မယ်ခင်ဗျားတို့ပြန်ပေးဆက်ရလိမ့်မယ် TNL ကကျွန်တော်တို့ဒီနောင်ချိုကနေစစ်ရှုံးပြီးတော့သူတွားရတဲ့အခါမှာဗာလဲဒီလက်ကင်ထုတ်တွေက TNL နေနဲ့လိုက်ပါသွားရင်လိုက်ပါသွားလိုက်ပါမသွားဘဲနဲ့မျိုးပေါ်မှာသူတို့ကကြံခဲ့မယ်ဆိုရင်တော့ဥပဒေအရအပြစ်ပေးမှုကိုသူတို့ခံရမှာဒီအခြားသောစစ်သွေးကြအဖွဲ့ရဲ့လက်ကင်ထုတ်တွေခင်ဗျားတို့တန်ဝေကားရောက်ဖို့လိုပြီးနောင်ချိုမျိုးကိုကြည့်လိုက်ပါမကြခင်တက်မတော်ကနောင်ချိုမျိုးကိုအလုံးစုံပြန်ပြီးသိမ့်ပိုက်လိုက်ပြီဆိုရင်ခင်ဗျားတို့လက်ကင်ထုတ်တွေက TNL ကအချိန်နဲ့သူတောတဲ့ပြန်ဆင်းပါပဲစစ်ရှုံးရင်သူတောတဲ့ပြန်ဆင်းရတော့အဲ့လိုပြီတော့ခင်ဗျားတို့လည်းလိုက်ပါပြီးတောတဲ့ဆင်းနိုင်ဆင်းမဆင်းနိုင်တော့ခင်ဗျားတို့ဥပဒေရအပြစ်ပေးမှုတွေခင်ဗျားတို့ခံရမှာခေခုချိန်မှာကျွန်တော်ကြောင်စုဦးကတော့တတ်မတော်မသိမ့်ပိုက်နိုင်တဲ့နေမြေတစ်ခုမှမရှိဘူးတဲ့ကဲကြောင်စုဦးရဲ့မောင်းတော်တို့နခခငါတို့ကိုကြည့်လိုက်ပါအောင်လို့ပဲကျွန်တော်မာရှင်နဲ့လာရှုမြုပ်ကိုသာအရင်ဆုံးရနိုင်အောင်ယူလိုက်ပါအောင်လို့ပဲကျွန်တော်မာရှင်နဲ့ပြောဒီကောင်ပြောရကတော့နောင်ချူကိုလည်းတတ်မတော်အပိတက်သိမ့်ပိုက်တော့မယ်ဆိုပြီးမှနောင်ချူမှာရှိတဲ့ကျွန်တော် PDF အားပေးနေတဲ့လူများကိုအားလုံးပေါ့နော်ခင်ဗျားတို့ပြီးရင်ပြီးမဟုတ်ရင်ခင်ဗျားတို့ဥပဒေအရာလုံးဝကိုတရားစွဲခံရပြီးမှအချုပ်ထဲထည့်ခံရမယ်ဆိုဒီကောင်တော့ဝါရတွေဖြန့်ပြီးမှချင်းချောက်မှုတွေပြုတ်လို့နေတာဖြစ်ပါတယ်ကြောင်စုဦးရဲ့ခင်ဗျားစေးသက်ဖို့မမေ့နေအောင်တော့လို့ပဲကျွန်တော်မာရှင်နဲ့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုကိုစားကနေဆုံးတိကြည့်ရှုပေးတဲ့ပရိသတ်များလုံးကိုကျေးဇူးများတင်ပါတယ်ပရိသတ်များလုံးရှိတဲ့နေရာတီတီမှာဘေကင်းလုံးချမ်းသာကြပါစေလို့ဆုမတောင်းပေးလိုက်နဲ့အားလုံးပဲ have good day ပါ take care ပါနော်